ကျွန်တော်တို့ဖဏတ်စီးကြတယ်ဗျဘယ်ဘက်ဖဏတ်နဲ့ညာဘက်ဖဏတ်ကစန့်ကျင်ပဲကြီးနော်ဘယ်ဘက်ဖဏတ်ပြတ်သွားရင်ပျောက်သွားရင်ညာဘက်ဖဏတ်တန်ဖိုးမရှိတော့ဘူးစန့်ကျင်နေတဲ့ဘယ်ဘက်ဖဏတ်ကြောင့်ညာဘက်ဖဏတ်ကဂုံရှိပြီးတန်ဖိုးမြင့်နေတာရံဖန်ရံခါမှာစန့်ကျင်နေဆိုတာရန်သူမဟုတ်ဘူးသူ့ကြောင့်ကိုကြောင့်သူအပြန်လန်တန်ဖိုးကိုဖြစ်စေတယ်ဆိုတာကျွန်တော်တို့စီးတဲ့ဖဏတ်တွေကကျွန်တော်တို့အတွေးတွေသတိတွေပေးနေတယ်ဒီကြားထဲကစန့်ကျင်တာကိုရန်သူလို့ထင်တတ်တဲ့သဘောထားသေးတဲ့ကျွန်တော်တို့လူမျိုးတွေကိုလမ်းပြလိုက်တဲ့ပသိမ်လေးစားပါတယ်ဗျာကျေးဇူးပြုကိုပြောနေတဲ့ဒီကာလမှာတွေးမိတာလေးပါဖဏတ်ကကျေးဇူးရှိပါတယ်သို့တော့အိမ်လဲရောက်တော့ကျေးဇူးရှိတဲ့ဖဏတ်ကိုဖဏတ်စင်မှာထားမလားဖျားစင်မှာတင်မလားဗျာဖဏတ်ကိုဖဏတ်စင်မှာပဲထားမှဖြစ်မယ်တချို့ကျေးဇူးတွေကိုဖဏတ်လို့ပေါ့ဖဏတ်ကိုဖျားစင်မှာတင်ပြီးကြော်ခိုင်းတာမျိုးတော့လေကျွန်တော်တို့မကြိုက်ဘူးနော်ကျေးဇူးကိုအတိအမှတ်ပြုပါတယ်လေးစားပါတယ်မြန်မာလူမျိုးတွေပါကျေးဇူးတရားကိုရှေ့တန်းတင်တတ်တဲ့လူမျိုးတွေပါသို့တော့ဂျပန်နေကျေးဇူးရှိတယ်နော်သို့တော့ကျွန်တော်တို့စော်ကားတော့ပြည်သူတရားလုံးပြန်ပြီးတိုက်ထုတ်ခဲ့တဲ့အစဉ်အလာကိုမမေ့ကြဘူးလေဖဏတ်ပေါ်မှာဆက်နွယ်ပြီးပြောကြလိုက်ပါလေခင်ဗျာ